တင်းနှန်းနောက်ဆုံးရက်သွားဖို့ outfit ချက်တယ်စိမ့်လက်ဆိုပြီးရောက်ပါပြီဒီနေ့တော့တေချာလေးဓာတ်ပုံနေဗီဒီယိုတွေလိုက်ရိုက်ဖြစ်တယ်တကယ်ချင်းနေနဲ့မနက်စာစားမှမစောစောထွက်လာပါတယ်မင်းကစားပါတယ်စားရင်နဲ့ကဲရည်ပြင်းကြီးကိုငေးကြည့်ဖြစ်ပါတယ်ရှင်ပြီးတော့အတန်းမတက်ခင်ပန်းချန်ထဲမှာလမ်းလျှောက်ရင်းနဲ့ vlog တွေဗီဒီယိုလေးရိုက်ပါတယ်တောက်နေကြစီလေးကိုဒီမှာပဲတောက်လိုက်ပါတယ်စူးစမ်းပြီးတင်ယူပါတယ်နေ့လေးစားစားတယ်ဒီနေ့ခိမ်းပြီးအများကြီးထပ်ဆောရပါတယ်ပျော်စရာအရင်ကောင်းပါတယ်ပညာတွေလည်းရပါတယ်တင်တန်းမှာတော့မုံကျွေးရည်အများကြီးကြောင့်တဏီကုန်မုံတွေအများကြီးစားရတယ်ဒီနေ့တင်တန်းပြီးပါပြီအလုပ်တွေအများကြီးလုပ်ဖို့အတွက်ပညာတွေထူလာခဲ့ပါတယ်ဒါပြီးတော့တင်တန်းစင်တဲ့အထိမ်းအမှတ်နဲ့တကယ်ချင်းတွေနဲ့တူထောမှတော့ပြီးတော့စားကြတောက်ကြပျော်ပါကြပါတယ်ဒါဆိုရင်တော့ best တင်တန်းလေးအားလုံးအောင်မြင်ပြီးဆုံးသွားပြီဖြစ်ပါတယ် bye bye